လူတချို့အယံတနာတယ်ကိုရှိမှရိုးသားခြင်းအောင်စောင့်နေကြလို့လူတချို့ရည်ခြင်းတယ်ကို့အပေါ်ကောင်းခြင်းအောင်စောင့်နေကြလို့လူတချို့တိတ်တနာတယ်ကို့အကြောင်းမဲ့မုန်းတီးနေကြလို့လေလူတချို့လည်းဟားထိုက်ပြစ်လိုက်ခြင်းတယ်ကို့အကြောင်းမဲ့တိုက်ခိုက်နေကြလို့လေလူတချို့ဂယုဏတတ်မိပါကို့အပေါ်စာနာတယ်လို့လာဆက်ဆံနေကြလို့ဘဝမှာလူဆိုးလူညစ်တွေနဲ့လည်းဆက်ဆံခဲ့ဘူးပြီလူကောင်းတွေနဲ့လည်းယဉ်နီးပတ်သက်ခဲ့ပြီအဆိုးအကောင်ခွဲကြတတ်ပါဒုက္ခများစွာယဉ်နီးပေးဆက်ခဲ့ရလို့ကိုသမိုင်းစာမျက်နှာကိုသာအကောင်းဆုံးရေးဖို့ကြိုးစားနေထိုင်လိုက်ပါကိုနောက်ကျောင်းဓာတ်နဲ့ထိုးနေတာတောင်လိပ်ပြတန့်စွာနဲ့ပဲပြုံးပြလိုက်ပါ